မိန်းကလေးကသူမစားနေတဲ့မွေးနေ့ကိတ်ဟာတကယ်တော့ခွေးလေးကိုကျွေးမဲ့ကိတ်မုတ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါအယမ်းကိုအံ့ဩသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အမေကဖုန်းဆက်လာပြီးဒီနေ့စားတောက်ဆိုင်တစ်ခုလုံးကိုဘီလီယံနာတစ်ယောက်ကငှားထားတယ်လို့ပြောပြပါတယ်။အဲ့ဒီတော့မှသူမရှိကအမျိုးသားဟာသူမရဲ့ချင်းတွေ့ရမဲ့သူမဟုတ်မှန်းမိန်းကလေးသိလိုက်ရပါတော့တယ်။ပြီးတော့သူမကပထမဆုံးအကြိမ်ဆုံးတွေ့မှုမှာတင်သူမအတွက်မွေးနေ့ကိတ်ပြင်ဆင်ပေးထားတယ်ထင်ပြီးအမျိုးသားကိုကျေးဇူးတင်စကားတောင်ပြောခဲ့မိပါသေးတယ်။အမျိုးသားကလည်းသူမကိုမွေးနေ့ဆုတောင်းပေးရုံတင်မကပဲခွေးလေးအတွက်ပြင်ဆင်ထားတဲ့မွေးနေ့ကိတ်ကိုပါခွဲခွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒါတွေကိုသိပြီးနောက်မှာတော့မိန်းကလေးကခွေးလေးကိုအမြန်တောင်းပန်လိုက်ပြီးသူ့အတွက်မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ပြီးတော့သူမကရှက်ရှက်နဲ့ပဲအမြန်ထွက်ပြေးလာခဲ့ပါတယ်။အမျိုးသားကတော့မိန်းကလေးကိုအရန်ချစ်ဖို့ကောင်းတယ်လို့တွေးနေခဲ့ပါတယ်။လူကြီးတွေကလက်ထပ်ဖို့ဖိအားပေးလာတဲ့အခါမှာတော့သူကအဲ့ဒီချစ်စရာကောင်းတဲ့မိန်းကလေးကိုမေးမရဖြစ်နေခဲ့ပါတယ်။တနေ့မှာတော့ရှေ့နေတွေရဲ့ပါတီပွဲဖိတ်ကြားစီရင်မှာအဲ့ဒီမိန်းကလေးရဲ့နာမည်ကိုသူတွေ့သွားပါတယ်။အဲ့ဒီနောက်မှာတော့သူကမိန်းကလေးကိုသူ့ရဲ့ဥပဒေရေးရလက်ထောက်ဖြစ်ခန့်ချင်တယ်လို့သူ့ရဲ့ပါတနာကိုပြောလိုက်ပါတယ်။နောက်တနေ့မှာတော့မိန်းကလေးကသူမရဲ့တထေးတစ်နဲ့တွေ့ဖို့ပြင်ဆင်နေတော့ဓာတ်လေကားထဲမှာအဲ့ဒီအမျိုးသားနဲ့တွားတိုးပါတော့တယ်။ဒါပေမဲ့သူမကအမျိုးသားဟာသူမရဲ့တထေးတစ်ဆိုတာကိုတော့မသိခဲ့ပါဘူး။သူမကခွေးလေးရဲ့မွေးနေ့ကိတ်အတွက်ပြန်လျှော်ပေးပါမယ်လို့သူ့ကိုတောင်းပန်လိုက်ပါတယ်။အမျိုးသားကဘာမှပြန်မပြောဘဲဓာတ်လေကားထဲကထွက်လာတဲ့အချိန်မှာတော့မန်နေဂျာနဲ့ဆုံကြပါတယ်။အဲ့ဒီအချိန်ကြာမှပဲအမျိုးသားကသူမရဲ့တထေးတစ်ဖြစ်နေမှန်းသိလိုက်ရလို့မိန်းကလေးရန်ကိုအံ့ဩသွားခဲ့ပါတယ်။အမျိုးသားကဖော်ဖော်ရွရွနဲ့လက်ကမ်းပေးလိုက်တဲ့အခါမိန်းကလေးကလည်းပြန်ပြီးလက်ဆွဲနှုတ်ဆက်ခဲ့ပေမဲ့သူမကစိတ်လွတ်သွားပြီးလက်ကိုပြန်လွတ်ဖို့မေးနေခဲ့ပါတယ်။အမျိုးသားကအချိန်ချင်းသတိပေးလိုက်တော့မှသူမသတိဝင်လာခဲ့ပါတယ်။အမျိုးသားကတော့သူမကိုကြည့်ပြီးတိုးတိုးလေးရဲ့မောနေခဲ့ပါတယ်။အလုပ်တွေပြီးသွားတဲ့အခါအမျိုးသားကသူမကိုကားနဲ့အိမ်ပြန်ပို့ဖို့ပြင်ဆင်ခဲ့ပါတယ်ပြီးတော့သူကမိန်းကလေးကိုဆေးတစ်ခုပေးလိုက်ပါတယ်တကယ်တော့မိန်းကလေးရဲ့ဖနှောင်းကတောက်ဖက်နှက်ကြောင့်ပိုးနေတာကိုသူသတိထားမိခဲ့လို့ပါပဲသူကမိန်းကလေးကိုနောက်ပိုင်းလုပ်ကိုလာတဲ့အခါတောက်ဖက်နှက်တွေစီးဖို့မလိုတော့ဘူးလို့ပြောလိုက်ပါတယ်မိန်းကလေးကလည်းအရန်ကိုစိတ်လှုပ်ရှားကြည်နူးသွားပြီးဒီအမျိုးသားကသူမထင်ထားသလိုအေးဆက်ဆက်လူမျိုးမဟုတ်ဘူးလို့တွေးနေမိပါတော့